TikTok အကောင့်ဖွင့်လိုက်တဲ့အခါတိုင်းဘန်းခံရတယ်ပြီးလို့ရှိရင်စာတွေပို့မရတဲ့ error မျိုးကြုံမှုကြလားမင်ငါဒီတစ်ခေါက်မှာတော့ TikTok အကောင့်ဘယ်လိုဖောက်ရမလဲဆိုတာပြပြပေးသွားမှာဖြစ်ပါတယ် TikTok ဖောက်တဲ့အခါမှာဖုန်းနံပါတ်နေနဲ့ Gmail နဲ့နေနဲ့ဖောက်လို့ရပါတယ်မင်ငါ Gmail နဲ့ဖောက်ပြပေးသွားမှာဖြစ်ပါတယ် Gmail နဲ့ဖောက်လိုက်ပြီဆိုလို့ရှိရင်တော့သူ့ရဲ့ထုံးစံရမွေးသက်ကလေးကိုဖြည့်ပေးခိုင်းနေပေါ့နော်ဖြည့်တဲ့အခါမှာဆိုရင်တော့ကိုယ့်ရဲ့အသက်က16နှစ်မပြည့်သေးဘူးဆိုလို့ရှိရင်တော့16နှစ်ပြည့်အောင်ဖြည့်ပေးရပါတယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့ TikTok ဘက်ကနေပြီးတော့မှဘန်းချတာဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းစာတွေပို့မရအောင်လုပ်တာမျိုးရှိပါတယ်ဒါကြောင့်မလို့အသက်16နှစ်ပြည့်အောင်ဖြည့်ပေးရတာပဲဖြစ်ပါတယ်ဒီနေရာမှာဆိုရင်တော့ကိုသုံးချင်တဲ့နာမည်မျိုးစားကိုဒီနေရာမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်နာမည်ရိုက်ထည့်တဲ့အခါမှာဆိုလို့ရှိရင်လည်းတေချာလေးရွေးပေးဖို့လိုအပ်ပါတယ်နာမည်ထားပြီးပြီဆိုလို့ရှိရင်တော့သူကတပတ်ကြာမှသာနာမည်လေးပြန်ပြောင်းရတာဖြစ်တဲ့အတွက်ကြောင့်မလို့နာမည်လေးကိုလည်းတေချာလေးထားပေးဖို့လိုအပ်ပါတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ TikTok အကောင့်လေးကရသွားပြီပဲဖြစ်ပါတယ်အရေးကြီးတာကတော့မွေးနေ့သက်ကလေးထည့်တဲ့နေရာမှာအသက်16နှစ်အောက်ထားလို့မရပါဘူး16နှစ်ပြည့်မှသာရမှာဖြစ်ပါတယ်